စပင်ကျန်းကျန်းတွေ6သွေ့ဖွာလန်နေတဲ့စပင်တွေအယောင်သွေးမဲ့စပင်တွေကတင့်ဆန္ဒပျက်စီးနေရတဲ့လက္ခဏာတွေပါဒီမှာအဲ့လိုလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့အခုဖော်ပြပေးမယ် hair spray လေးကိုအသုံးပြုကြည့်ပါကိုယ်တိုင်ပြုလုပ်ရမှာနော်လိုအပ်တာတွေကလက်ပတ်စိမ်းခွက်တစ်ခွက်စာတံမြာရည်ခွက်တစ်ခွက်စာ rosemary essential oil 50 ခန့်antioxidant ကျဲဝါတဲ့လက်ဖက်စိမ်းဟာသပင်တန်စီပြီးသပင်ကျွတ်တာကိုရောကြစေကစံသားတောက်ပြောင်လင်းလက်နိုင်စွမ်းရှိပါတယ်။သူ့ကိုအလှထုတ်ပုံတော်များများမှာလည်းထည့်သွင်းအသုံးပြုသလိုတဘာဝအိမ်ရင်းနီလန်းတွေအနေနဲ့လည်းအသုံးပြုကြပါတယ်။လက်ဖက်စိမ်းဟာအရည်ပြားနဲ့ကျန်းမာရေးအတွက်သာမကသပင်တန်စီဖို့အတွက်ပါအကောင်းဆုံးဖြစ်ပါတယ်။ဗီတာမင် E နဲ့ဗီတာမင် C ကျွဲဝစွာအခြေခံထားတဲ့လက်ဖက်စိမ်းက6သွေ့ပျက်စီးနေတဲ့သပင်ကိုပြန်လည်ပြုပြင်ပေးနိုင်ပြီးဖျားနှောက်ခွမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။တံမြာရည်ကတော့ဗီတာမင် C, ဗီတာမင် B1, B2, B3, B5, B6, B12 လိုမျိုးဗီတာမင်မျိုးစုံနဲ့အာဟာရဓာတ်ကျွဲဝတာကြောင့်ဥယျာဉ်ပြားသွေးလည်ပတ်မှုကောင်းမွန်ဖို့ကူညီနိုင်ပြီးသပင်ဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။ Rosemary essential oil ကလည်းသပင်နဲ့အရည်ပြားအတွက်ကောင်းကျိုးများစွာရှိပါတယ်။သပင်တန်စီတဲ့သဘာဝအာနိသင်တွေအများကြီးပါဝင်ပါတယ်သူမှာ။ပြုလုပ်နည်းကတော့လက်ဖက်စိမ်းတစ်ခွက်စာကိုကြိတ်ချပြီးအရည်ညှိယူပါပြီးရင်ပကံလုံးထဲကိုထည့်ပါတံမြာရည်ခွက်တစ်ဝက်စာကိုအဲ့ဒီထဲပေါင်းထည့်ပြီးမှွေပေးပါမှွေနေတော့မှ rosemary essential oil 50 ခန့်ပေါင်းထည့်ပေးပါရလာတဲ့ရေကို spray bottle တစ်ခုတည်းကိုထည့်လိုက်ပါဒီ spray ကိုရောင်ရမ်းနေတဲ့အနာရှိတဲ့ဥယျာဉ်ပြားပေါ်မှာမဖြန်းပါနဲ့တံမြာကြောင့်ဆက်ဖြင်းဖြစ်နိုင်လို့ပါသပင်အညိုရောင်ဒါမှမဟုတ်တခြားအရောင်တစ်မျိုးမျိုးဆိုးထားရင်အသုံးမပြုပါနဲ့အရောင်ပြသွားနိုင်ပါတယ်စပရေးဖြန်းတဲ့အခါမှာဥယျာဉ်ပြားပေါ်မဖြန်းပဲဆန်သားတွေပေါ်ပဲဖြန်းပါဥယျာဉ်ပြားတ िश ူတွေချိုးဝမပိတ်စေဖို့ organic ပစ္စည်းစစ်ကိုသာအသုံးပြုတာကသင့်စံသားကျန်းမာတဆန်းစေဖို့အများကြီးအထောက်အကူပြုနိုင်ပါတယ်